ပြီနော်4ရက်17လညနေ4:30တော့ပေါ့ဗျာဒီလိုလေးတော့တွေ့ထားရ9ရက်1ရက်6ရက်2ကဒီမှာ2ထိပ်လို့ထောင်ထားတယ်1ရက်6ရက်1ရက်8ဒီမှာ8ထိပ်လို့ထောင်ထားတယ်2ရက်1ရက်1ရက်4ထိပ်လို့ထောင်ထားတယ်8ရက်1ရက်6ရက်5ထိပ်လို့ထောင်ထားတယ်အမှဒီ2ကဒီ2ဒီ8ကဒီ8ဒီ4ကဒီ4ဒီ9ကဒီ9ဆိုတော့2 8 4 5လို့ထောင်ထားတယ်ဒီ2ကိုဒီ2ဖြစ်တဲ့အချိန်မှာ8ရက်1ရက်1ရက်ခွန်ရခွန်2ရက်ပါဝါပေါ့ဒီ4လုံးကခွန်ဒီ8ဖြစ်တဲ့အချိန်မှာဒီ8ကိုဒီ8ဖြစ်တဲ့အချိန်မှာဒီ4လုံးပေါင်းက3ဒီ4ကိုဒီ4လို့ဖြစ်တဲ့အချိန်မှာဒီ4လုံးပေါင်းက9ဒီ9ကိုဒီ9လို့ဖြစ်တဲ့အချိန်မှာဒီ4လုံးက300လို့သူရိုက်ထားတယ်အဲ့အချိန်မှာပဲ2 8 4 5ကိုခွန်3 9 300လို့ခွန်3 9 300လို့ရိုက်ထားတယ်အဲ့အချိန်မှာခွန်3 9 300လို့ရိုက်ဒီခွန်ဖြစ်တဲ့အချိန်မှာပဲသူက2ဒီ3လုံးက2 8ဒီ3လုံးက8 4ဒီ3လုံးက4အခုကဒီ9ကလေးပဲကြံတော့ပါ9ဆိုတော့6ရက်9ရက်300ရဲ့ပေါင်းမှာအဲ့9ပေါ့300ထိပ်ပေါ့ဗျာအဲ့အချိန်မှာပဲနည်းနည်းလေးတော့ရှုံမယ်ဗျာနော်ဒီ2ရက်ဒီနှလုံး1ရက်ပေါင်းတော့3ပေါ့အဲ့3ပဲ2ရက်8ရက်3ရက်3ပေါ့8ရက်3ရက်6ရက်ဒီ8ရက်3ရက်6ရက်ခွန်1ရက်4ရက်2ရက်ခွန်ပေါ့ပြီးရင်9ရက်2ရက်2ရက်ပေါင်းရင်3အဲ့3တဲ့ချိန်မှာခွန်ရက်9ရက်1ရက်3 300ရက်1ရက်6ရက်ပေါင်းရင်ခွန်အဲ့ခွန်2ရက်300ရက်5ရက်ပေါ့305ပေါ့နော်အရန်နေနဲ့တော့ပြီးတော့တင်ပေးလိုက်ပါမယ်ဟိုဟာလေး